Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဘူဂျီယာကနေထုတ်ထားတဲ့ professional hair trimmer လေးကိုကျွန်တော် unboxing လုပ်ပြမှာဖြစ်ပါတယ်သူ့ရဲ့ model ကတော့ V945 ပေါ့နော်သူ့ရဲ့ model ဖြစ်တယ်ကျွန်တော်တို့က metal houses နဲ့သုံးထားပြီးတော့ battery ဆိုလို့ရှိရင် 1200 mAh နဲ့လာတယ်USB ကတော့ Type C ပေါ့နော်သူ့ရဲ့ fashion တွေအနေနဲ့ကတော့ကျွန်တော်တို့2.5 hours ကျွန်တော်တို့ charging time ဖြစ်ပြီးတော့3နာရီလောက်ကျွန်တော် set type operating လုပ်လို့ရတယ်ပေါ့နော်RPM အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က9000 RPM running per minute ရှိတယ်ပေါ့နော်သူ့ရဲ့ထုတ်လုပ်တဲ့နိုင်ငံကတော့ကျွန်တော်တို့ PRC ပေါ့နော် People Republic of China ပေါ့နော်ကျွန်တော်တို့ China brand ဆိုပေမဲ့သူ့ရဲ့ big quality ကအစပေါ့နော်သူ့ရဲ့ fashion ကတော်တော်လေးကိုကောင်းတယ်ပေါ့နော်တော်တော်လေးကောင်းတဲ့အထက်ပါတယ်သူ့ရဲ့ packing တွေဆိုလို့ရှိရင်လည်းတော်တော်လေးကိုကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ packing လေးကိုဖွင့်လိုက်ရအောင်ဒီမှာကျွန်တော် plastic cover လေးနဲ့တေချာလေးပိတ်ထားတော့ကျွန်တော်ဒီ premium ဆန်တဲ့ဒီ feeling လေးရတယ်ပေါ့နော်သူ့ရဲ့ Bujia ဆိုတဲ့ဒီ logo လေးနဲ့ပေါ့နော် Bujia professional ဆိုတဲ့ logo လေးနဲ့ပါတယ်သူ့ရဲ့ weight ဆိုလို့ရှိရင်တော်တော်လေးကိုကင်လို့ကောင်းတယ်ပေါ့နော်ဒါသူ့ရဲ့ cover လေးခါလေးပါပြီးတော့ပေါ့နော်ဒီမှာသူ့ရဲ့အတော်တွေဆိုလို့ရှိရင်ညီညားနေရပဲပေါ့နော်ဒီတော်တော်လေးကို quality ကောင်းတဲ့အထက်မှာပါတယ်ဗျကျွန်တော် power online ပြီဆိုတာ ਨੇ ဒီမှာ digital display ကိုတွေ့ရမှာဟုတ်တယ်ပေါ့နော်battery ကတော့ 100% ဟုတ်တယ်အပေါ်မှာ 9000 rpm ကိုဖော်ပြထားတယ်ပေါ့နော်သူရဲ့ big quality နဲ့သူရဲ့ weight ကတော့တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ပြီးတော့ဒီမှာသူရဲ့ screw တွေ net တွေဆိုလို့ရှိရင်လည်းကျွန်တော် star net ဟုတ်တာဟုတ်တယ်ပြီးရင်သူရဲ့အတော်လေးဆိုလို့တော်တော်လေးအနှုတ်စိတ်တွေပေါ့နော်သူရဲ့ boot ထဲမှာဘာတွေပါလိမ့်ဆိုတာတစ်ချက်လောက်လိုက်ကြည့်အောင်ပေါ့နော်သူရဲ့ boot ထဲမှာတော့ကျွန်တော်တို့သူရဲ့ accessory တွေပါမယ်ဒီမှာတော့သူရဲ့ brush တိတိလေးတစ်ခုပါမယ်ပြီးလို့ရှိရင်ဒီ tension လုပ်တဲ့ seal လေးပါမယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ဒီနှခမ်းမွေးမုတ်စိတ်မွေးရိတ်တဲ့အခါမှာအထူပါတယ်ပေါ့နော်1 milli 2 milli 3 milli ဆိုပြီးတော့ကျွန်တော်တို့3ခုပါတယ်ပေါ့နော်ကိုလိုရှင်နဲ့စပင်တို့ဘာလို့ရဲ့အရှည်ပေါ့နော်ဒါလေးတွေကျွန်တော်လုပ်လို့ရတယ်ပြီးတော့ဒီမှာ Arpen ကျိုးဆိုလို့ရှိရင်သူရဲ့ original Bujia logo လေးနဲ့လာမယ် quality တော့တော်တော်ကောင်းတယ်ဗျသူရဲ့သူဟာလေးနဲ့တူပေါ့နော်ပြီးတော့ကျွန်တော်တို့ manual book လေးပေါ့နော်သူရဲ့ manual book မှာလည်းသူ detail ဖော်ပြထားတယ်ပေါ့နော် hand feeling ကတော့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်သူရဲ့ weight နဲ့တူလေးပေါ့နော်ဒါအရင်အဆင်ပြေတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီဟာလေးတုံးပြီးတော့ကျွန်တော်ဒီမုတ်စိတ်နှခမ်းမွေးရိတ်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဖွင့်ပြမယ်ပေါ့နော်nice အရင်မိုက်တယ်ပေါ့နော်လူကြီးမဲအနေနဲ့ဒီလိုမျိုးနှခမ်းမွေးရိတ်တဲ့ဟာလေးပေါ့နော် hair trimmer လေးကိုဝယ်ယူဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ Bujia professional ဆိုတဲ့တစ်စိတ်ကိုကျွန်တော်ဝယ်ယူဖို့တဲ့အချိန်ပြရှင်ပါတယ်သူကတော့ model နဲ့ဈေးနှုန်းအစားအစာရှိတယ်ပေါ့နော်3000 4000ကနေစပြီးတော့ဟိုတိန့်ကျော်နေဒီပေါ့နော်အများကြီးရှိတယ်ဆိုတော့ကျွန်တော်ကောင်ကကြတော့ကျွန်တော်အလေးလက်ပေါ့နော်ဒါအရင်ဆင်ပြေတယ်သုံးလို့ကောင်းတယ်အိမ်တိုင်းမှာတော့တစ်လုံးတော့ဆောင်းလာတင်တယ်ပေါ့နော်အဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye